ဆရာတို့ဆရာမတို့မင်္ဂလာပါကျွန်တော်ဒေါက်တာသိန်းလွင်ပါကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြခြင်းတဲ့အကြောင်းကတော့အခြေခံပညာမှာသင်ကြားနေတဲ့သင်ယူညွှန်းမှာပါဝင်တဲ့ဒီဘာသာရပ်ဆိုင်ရာအကြောင်းအရာတွေဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးတင်ပြဖို့အတွက် PowerPoint အသုံးပြုပါမယ်ဒီအခြေခံပညာဘာသာရပ်တွေအတွက်ကျွန်တော်အဆိုပြုခြင်းတာဖြစ်ပါတယ်ဒီကျွန်တော်အဆိုပြုချက်ကတော့ဒီအခြေခံပညာမူလတန်းအလယ်တန်းအထက်တန်းကျောင်းတွေမှာသင်ကြားတဲ့ဒါဘာသာရပ်တွေကိုအဓိကအဆိုပြုခြင်းတာဖြစ်ပါတယ်ဒီအဆိုပြုချက်ကဒီကျွန်တော်ဖော်ပြထားတဲ့ဒါပညာရေးဆိုင်ရာအယူအဆတွေကိုအခြေခံပါတယ်ဒီပထမဆုံးချက်ကတော့ကျွန်တော်တို့ကျောင်းနေမှာအခြေခံပညာမှာသင်ကြားတဲ့ဒီသင်ယူညွှန်းကကလေးတွေရဲ့ဘက်စုံဖွံ့ဖြိုးရေးကိုဥတည်ဖို့ဖြစ်ပါတယ်များသောအားဖြင့်တော့ကျွန်တော်တို့ကျောင်းနေမှာကလေးတယောက်ဒီဘက်စုံဖွံ့ဖြိုးရေးတက်ကိုဒါဆောင်မပွဲဖြည့်ဖို့ပဲအဓိကလေ့ကျင့်ခဲ့တာများတယ်လေဒါကြောင့်ကလေးတွေမှာလိုအပ်တဲ့ဒီခန္ဓာကိုယ်ဖွံ့ဖြိုးမှုကျန်းမာရေးဒါဇာရိတဖွံ့ဖြိုးမှုအစရှိတဲ့ဒီဘာသာရပ်တွေပြင်ကိုကလေးတယောက်မှာလိုအပ်တဲ့ဖွံ့ဖြိုးမှုတွေပါဝင်စေချင်ပါတယ်ဒါကြောင့်အဆိုပြုတာဖြစ်ပါတယ်ဒုတိယချက်ကတော့ဒီကျွန်တော်တို့သင်ယူညွှန်းတွေကကလေးတွေကိုလက်တွေ့ဘဝမှာအသုံးပြုနိုင်တဲ့စွမ်းရည်တွေကိုပေးတဲ့ဒါပညာရေးအမျိုးအစားဖြစ်ဖို့ပါဒီအရင်ကျွန်တော်တို့စနစ်ဟောင်းကတော့ဒီသင်ပေးခြင်းတဲ့အကြောင်းအရာတွေကိုပဲဖတ်စာအုပ်မှာရေးပြီးတော့အဲ့ဒီဖတ်စာအုပ်မှာပါတဲ့အကြောင်းအရာတွေကိုပဲသင်တယ်ကလေးတွေကအဲ့ဒါကိုပဲအလွတ်ကျက်ရတယ်အလွတ်ပြန်ဖြေရတယ်အဲ့ဒီစနစ်ကနေပြီးတော့ကလေးတွေရဲ့လက်တွေ့ဘဝမှာအသုံးချနိုင်မဲ့စွမ်းရည်ကိုပေးတဲ့ပညာရေးအမျိုးအစားဖြစ်ဖို့ပါစွမ်းရည်အခြေပြုပညာရေးအမျိုးအစားနဲ့ပတ်သက်လို့ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ဆွေးနွေးတင်ပြခဲ့ပါတယ်တတိယချက်ကတော့ဘာသာရပ်တွေပေါင်းစပ်တင်ကြဖို့ပါကျွန်တော်တို့မြန်မာနိုင်ငံမှာအစဉ်လာအဖြစ်တော့ဘာသာရပ်တစ်ခုချင်းစီကိုတည်ကြတင်တယ်အင်္ဂလိပ်စာကတတ်ဗမာစာတတ်သင်္ချာတတ်သိပ္ပံသမိုင်းပထဝီဘာသာရပ်တစ်ခုချင်းစီကိုအချိတ်ဆက်မလုပ်ဘဲနဲ့တည်ကြစီသင်ခဲ့ကြတာများတယ်အခုကျွန်တော်အဆိုပြုတဲ့တည်ညွှန်းကဒါဘာသာရပ်တွေပေါင်းဆက်သင်ကြားဖို့အတွက်လည်းအဆိုပြုတာဖြစ်ပါတယ်ဒီစရုပ်ထချက်ကတော့ကျွန်တော်တို့တည်ညွှန်းကစွမ်းရည်အခြေပြုတည်ညွှန်းအမျိုးအစားကိုပြောင်းတဲ့အတွက်သင်ကြားနည်းစနစ်ကလည်းကလေးတွေကိုယ်တိုင်အားထုတ်သင်ယူတဲ့သူတို့ကိုယ်တိုင်တက်ကြွစွာသင်ယူတဲ့ဒါဝေဖန်ပိုင်းခြားစဉ်းစားတဲ့ဒါသင်ကြားနည်းစနစ်တွေဖြစ်ဖို့အဆိုပြုပါတယ်ဒီနောက်တစ်ချက်ကစစ်ဆေးခြင်းပါကျွန်တော်တို့အစဉ်လာအဖြစ်တော့အလွတ်ကျက်အလွတ်ဖြေတဲ့စာမှုပွဲတွေကိုပဲအစဉ်လာအသုံးပြုခဲ့ကြတယ်ကျွန်တော်တို့ဒီနေ့ပညာရေးပြောင်းသွားပြီးစွမ်းရည်အခြေပြုတဲ့တည်ညွှန်းကိုပြောင်းလဲအသုံးပြုမယ်သင်ကြားတဲ့နည်းစနစ်တွေကလည်းစွမ်းရည်ကိုမြင့်တင်တဲ့ကိုယ်တိုင်အားထုတ်သင်ယူတဲ့စဉ်းစားတွေးခေါ်တဲ့နည်းစနစ်ကိုသုံးမယ်ဆိုရင်စစ်ဆေးတဲ့နည်းကလည်းကျောင်းသားတွေကသင်ယူမှုကိုအားပေးတဲ့စစ်ဆေးနည်းအမျိုးအစားဖြစ်ဖို့လိုပါတယ်။နောက်သင်ယူညွှန်းမှာဘာသာရပ်အသီးသီးမှာဘာသာရပ်တွေကိုချင့်ကပ်တဲ့အခါမှာဒီကလေးတယောက်သူနေထိုင်တဲ့နေရာလေးကနေတဖြည်းဖြည်းတိုးချဲ့ပြီးတော့လေ့လာသွားဖို့ပါ။ဥပမာသိပ္ပံဆိုရင်လည်းဒါအထွေထွေသိပ္ပံမှာဒါအပင်တွေအကြောင်းအကောင်တွေအကြောင်းသင်တာဖြစ်တဲ့အတွက်ကိုယ်ဒေတာမှာရှိတဲ့အပင်တွေသရဝါတွေကစတင်လေ့လာပြီးတော့တဖြည်းဖြည်းကိုမြို့နယ်ကိုပြည်နယ်ကိုနိုင်ငံမှာရှိတဲ့ဒီအပင်တွေအကောင်တွေအကြောင်းကိုတိုးချဲ့လေ့လာသွားဖို့ပါဒီလူမှုရေးဘာသာရပ်တွေမှာဆိုရင်လည်းဒါပထဝီဆိုရင်လည်းဒါကိုယ့်ရဲ့ရွာလေးရဲ့ပထဝီအနေထားကိုနေထိုင်တဲ့ဒေတာကိုမြင့်နယ်ရဲ့ပထဝီအနေထားကိုပြည်နယ်ရဲ့ပထဝီအနေထားကိုနိုင်ငံရဲ့ပထဝီအနေထားနဲ့ကမ္ဘာပထဝီသမိုင်းဆိုရင်လည်းအလားတူပဲကိုဒေတာလေးရဲ့သမိုင်းကိုကြေးရွာလေးရဲ့သမိုင်းကိုမြို့နယ်ရဲ့သမိုင်းကိုလူမျိုးရဲ့သမိုင်းကိုပြည်နယ်ရဲ့သမိုင်းကိုနိုင်ငံရဲ့သမိုင်းကနေတိုးချဲ့ပြီးတော့ကမ္ဘာသမိုင်းအထိတိုးချဲ့သွားဖို့ပါအဲ့တော့တေယွညွန်းနဲ့နေဘာသာရပ်တွေချင်းကပ်တဲ့အခါမှာကလေးတယောက်ကနီးတဲ့နေရာကနေပြီးတော့တဖြည်းဖြည်းတိုးချဲ့ပြီးတော့ဒီနိုင်ငံတကာအဆင့်သင်ကြားတဲ့အဆင့်အထိသွားဖို့ပါအဲ့ဒါလေးကျွန်တော်အဆိုပြုပါတယ်ဒီဒုတိယအောက်ဆုံးချက်ကတော့ကျွန်တော်တို့ပညာရေးကိုဒါကလေးတွေအခြေခံပညာပြီးတဲ့အခါမှာအသက်မွေးဝမ်းကြောင်းကိုကူးပြောင်းနိုင်ဖို့အတွက်ဒါအသက်မွေးဝမ်းကြောင်းကိုမြင့်တင်တဲ့ဒါပညာရေးဖြစ်ဖို့လဲကျွန်တော်အဆိုပြုပါတယ်နောက်ပိုင်းမှာကျွန်တော်ထပ်မံရှင်းပြပါမယ်နောက်ကျွန်တော်တို့သင်ကြားတဲ့နည်းစနစ်တွေဒါရည်မှန်းချက်တွေကကလေးတွေ
အမြဲမပြတ်သင်ယူနိုင်ဖို့ဒီနေ့ခေတ်မှာကျွန်တော်တို့နည်းပညာအသစ်တွေရှိတယ်သုတေသနတွေ့ရှိချက်အသစ်တွေရှိတယ်အတွေးခေါ်ယူဆအသစ်တွေဆိုတော့အဲ့ဒီအတွက်အမြဲတမ်းလေ့လာဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့အကြောင်းတွေကကလေးတွေကိုရသက်ပံတည်ယူနိုင်တဲ့ဒါနည်းစနစ်တွေအလေးအထားတွေကိုလေ့ကျင့်ပေးလိုက်ဖို့လိုပါတယ်ဒီအခြေခံပေါ်မှာကျွန်တော်သင်ယူညွှန်းနှန်းဆိုင်ရာဘာသာရပ်တွေကိုအဆိုပြုတာဖြစ်ပါတယ်ကျွန်တော်ပညာရေးအဆင့်3ဆင့်ပေါ့မူလတန်းအလယ်တန်းအထက်တန်းအဆင့်3ဆင့်ကိုကျွန်တော်တစ်ခုစီထပ်မံရှင်းပြပါမယ်နောက်ပညာရေးကဏ္ဍအားလုံးပေါ့ဒီမူလတန်းကောအလယ်တန်းကောအထက်တန်းကောကလေးတွေဒါကျောင်းစနေတဲ့ဒါ KG မူလတန်းကစပြီးတော့12တန်းပြီးတဲ့အထိဒါအခြေခံပညာရေးမှာဘာသာရပ်အုပ်စု9မျိုးကျွန်တော်ဆိုပြပါတယ်ဒါအဆင့်အသီးသီးမှာမူလတန်းကောအလယ်တန်းကောအထက်တန်းကောဘာသာရပ်အုပ်စု9မျိုးဒါဘာသာရပ်အုပ်စု9မျိုးကဘာသာစကားတွေပါမယ်ဒါဘာသာစကားတွေမှာမိခင်ဘာသာစကားနိုင်ငံသုံးစကားနိုင်ငံတကာစကားဒါသင်္ချာဘာသာဒါသိပ္ပံဘာသာရပ်တွေလူမှုရေးဘာသာရပ်ဒါကျမ်းမာရေးနဲ့အားကစားအနုပညာနဲ့ဂီတသတင်းနဲ့ဆက်သွယ်ရေးနည်းပညာဒီဘာသာရပ်အားလုံးကိုအခြေခံပညာအတန်းအသီးသီးမှာအခြေခံပညာဆုံးတဲ့အထိဒီဘာသာရပ်အုပ်စု9မျိုးကိုသင်ကြားဖို့အဆိုပြုပါတယ်ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံအကြောင်းတွေမှာကစာမှုဝဲစနစ်ကလွှမ်းမိုးနေတဲ့အတွက်ဒီဘာသာရပ်တွေအားလုံးပေါ့ကလေးရဲ့ဖွံ့ဖြိုးမှုအားလုံးကျန်းမာရေးတို့အားကစားတို့အနုပညာဒါဘာသာရပ်တွေကိုပြည့်ပြည့်ဝဝသင်တာမရှိပါဘူးစာမှုဝဲဖြေမဲ့ဘာသာရပ်တွေပဲသင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလေးတယောက်ကသူ့ရဲ့ဖွံ့ဖြိုးမှုအားလုံးကိုပါဝင်တဲ့ဒါဒီခန္ဓာကိုယ်ဖွံ့ဖြိုးမှုစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအစရှိတဲ့ဒါဖွံ့ဖြိုးမှုအားလုံးပါဝင်တဲ့ဘာသာရပ်အားလုံးကိုသင်ကြားဖို့အဆိုပြုတာဖြစ်ပါတယ်ဒီနောက်အထက်တန်းမှာကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းတွေမှာအထက်တန်းရောက်တဲ့အခါမှာအလယ်တန်းပြီးသွားလို့အထက်တန်းရောက်တဲ့အခါမှာဘာသာရပ်တွေကိုအုပ်စုခွဲလိုက်တယ်သိပ္ပံတွဲဝိဇ္ဇာတွဲဝိပ္ပံမှာလည်း2မျိုး3မျိုးဒါခွဲတာသတိထားမိပါတယ်ဒါအထက်တန်းမှာဘာသာရပ်အုပ်စုတွဲတွေနဲ့သင်တယ်အဲ့ဒီမှာကျောင်းသားတွေအတွက်အခက်အခဲရှိတယ်အထူးသဖြင့်ဒါမြို့ကြီးတွေနဲ့ဝေးတဲ့မြို့ငယ်တွေနဲ့ကျေးလက်ဒေသကလေးတွေဒီဘာသာရပ်အုပ်စုတွဲတွေမှာမြို့ကြီးတွေကကျောင်းတွေကတော့ဒီဘာသာရပ်အုပ်စုတွဲတွေအကုန်လုံးဒါသင်ပေးနိုင်ပါတယ်ဒါဆရာလုံလောက်တဲ့အတွက်ဒါမြို့ကြီးတွေမှာရှိတဲ့ကလေးတွေကတော့ကိုဝါသနာပါတဲ့ကိုယူခြင်းတဲ့အတွဲကိုဒါယူနိုင်တဲ့အခွင့်အရေးရှိပါတယ်ဒီမြို့ငယ်တွေနဲ့ကျေးလက်ဒေသတွေမှာဆရာမလုံလောက်အတွက်ရှိတဲ့ဆရာသင်နိုင်တဲ့ဘာသာတွဲကိုပဲသင်ပေးတယ်အဲ့ဒါကြောင့်ကလေးတွေမှာအခက်အခဲဖြစ်တယ်သူတို့ကလေးဘဝမှာလိုအပ်တဲ့ဘာသာရပ်တွေသူတို့လေ့လာခွင့်မရဘူးနောက်တစ်ခါအခြေခံပညာပြီးလို့တက္ကသိုလ်တက်မယ်ဆိုရင်တက္ကသိုလ်ဘာသာရပ်တွေရှောက်တဲ့အခါမှာဒီတက္ကသိုလ်မှာသင်ရမယ့်ဘာသာရပ်အခြေခံတွေပါမှရှောက်ထားလို့ရတယ်အဲ့တော့သူတို့ဒီအခြေခံပညာမှာဘာသာရပ်စုံစုံမသင်ခဲ့တဲ့အတွက်တက္ကသိုလ်မှာဘာသာရပ်ရွေးချယ်တဲ့အခါမှာအခက်အခဲဖြစ်တယ်ဒီအဲ့ဒါကြောင့်ဒီဘာသာရဲစနစ်တွေကိုပြင်လိုက်ပြီးတော့ဘာသာရပ်အားလုံးသင်ဖို့ဒီဘာသာရပ်အားလုံးကကလေးတွေအတွက်ဒါလိုအပ်တဲ့ပညာရပ်တွေဖြစ်တယ်အခြေခံပညာမှာမရှိမဖြစ်လိုအပ်တဲ့ပညာရပ်တွေဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းတွေမှာဘာသာရပ်အုပ်စုခွဲတာတွေမလုပ်တော့ဘဲနဲ့ဒါအခြေခံမှာလိုအပ်တဲ့ဘာသာရပ်အားလုံးသင်လိုက်ဖို့ပေါ့ဒီဘာသာရပ်အုပ်စုခွဲတာနဲ့ဘာသာရပ်အားလုံးသင်တာနဲ့ဒီကဘာမှာတော့နည်းနည်းကွဲပြားတာရှိပါတယ်အထူးသဖြင့်ဒီအမေရိကန်ကနေဒါနော်ဝေအစရှိတဲ့ဒီစကန်ဒီနေဗီးယားနိုင်ငံတွေမှာဆိုရင်ဒါအခြေခံပညာမှာဘာသာရပ်တွေမခွဲဘဲနဲ့အခြေခံပညာမှာသင်ရမယ့်ဘာသာရပ်တွေအားလုံးပါဝင်အောင်သင်တယ်ဆိုတာကျွန်တော်သတိထားမိပါတယ်နောက်ဒီအင်္ဂလန်မှာတော့အင်္ဂလိပ်စနစ်မှာတော့ဒါ GCE ပေါ့17တန်းအထိကတော့ဘာသာရပ်အားလုံးသင်တယ် A level ရောက်တဲ့အခါကျတော့ဘာသာတွေခွဲလိုက်တယ်ဒါ A level မှာတော့တက္ကသိုလ်မှာယူခြင်းနဲ့ဘာသာနဲ့နှိစက်တဲ့ဒါဘာသာရပ်3ခုလောက်ဒါယူရတယ်ဆိုတာကျွန်တော်သတိထားမိပါတယ်ဒါအင်္ဂလိပ်စနစ်မှာတော့ဘာသာကွဲရှိတယ်ဒါဒီတခြားနိုင်ငံတွေမှာဒီအမေရိကန်ကနေဒါစကန်ဒီနေဗီးယားအစရှိတဲ့နိုင်ငံတွေမှာတော့ဘာသာရပ်အားလုံးသင်တယ်ဆိုတာကျွန်တော်သတိထားမိပါတယ်အဲ့ဒါကြောင့်ဒီကျွန်တော်တို့ကလေးတွေကိုဒါဘာသာရပ်အားလုံးသင်ပေးဖို့ကျွန်တော်အဆိုပြုတာဖြစ်ပါတယ်အင်္ဂလန်မှာဘာသာရပ်ခွဲတာကလည်းသူတို့17တန်းအထိကတော့ဘာသာရပ်အားလုံးကလေးတွေလေ့လာသင်ယူခွင့်ရတယ်ဒါ A level ကျမှတာခွဲတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကတော့
အရင်တော့ကဆို8တန်းအောင်ကလေးကခွဲခဲ့တယ်လေအဲ့ဒါကြောင့်ကလေးတယောက်ကလိုအပ်တဲ့ဘာသာရပ်တွေကိုမရခဲ့ဘူးငငယ်ကပြည့်စုံအောင်မရခဲ့ဘူးဒီဘာသာရပ်နယ်ပယ်စုံစုံလေ့လာတဲ့အခါမှာကလေးတယောက်ကကြီးပြင်းလာတဲ့အခါမှာသူရင်ဆိုင်ရမယ့်သူ့ရဲ့ဘဝမှာလိုအပ်တဲ့အခြေခံတွေရရှိဖို့ဖြစ်ပါတယ်ဒါကြောင့်အခြေခံပညာဘာသာရပ်အားလုံးသင်ဖို့အတွက်ကျွန်တော်အဆိုပြုတာဖြစ်ပါတယ်နောက်မူလတန်းဘာသာရပ်တွေဒီမူလတန်းမှာကျွန်တော်တို့ဒီများသောအားဖြင့်တော့633စနစ်ကိုသုံးပါတယ်ဒါကြောင့်ကျွန်တော်မူလတန်းကို6နှစ်နဲ့ဖော်ပြတာပါတချို့ကျောင်းတွေကတော့943စနစ်သုံးတယ်ကိစ္စမရှိပါဘူးဒါမူလတန်းကိုရည်ရွယ်တာပါမူလတန်းမှာဘာသာစကားဒီဘာသာရပ်9မျိုးပါဘာသာရပ်9မျိုးမှာဘာသာစကားပါတယ်သင်္ချာပါတယ်သိပ္ပံလူမှုရေးကျန်းမာရေးအားကစားအနုပညာဂီတသတင်းနှင့်ဆက်သွယ်ရေးဒီဘာသာစကားမှာဆိုရင်မူလတန်းအဆင့်မှာဘာသာစကား3မျိုးသင်ဖို့ပါကလေးနားလေတဲ့သူ့ရဲ့မိခင်ဘာသာစကားသူမွေးကလေးကစပြီးတော့နားလေတဲ့သူကျွမ်းကျင်တဲ့ဘာသာစကားအဲ့ဒီဘာသာစကားနဲ့သင်ကြားခွင့်ရဖို့ဘာသာစကား3မျိုးစနစ်ကကလေးကျွမ်းကျင်တဲ့မိခင်ဘာသာစကားနိုင်ငံသုံးစကားနဲ့နိုင်ငံတကာဘာသာစကားပါဆိုတော့မူလတန်းနေမှာဘာသာစကားသင်မဲ့ဆရာကမူလတန်းနေမှာတော့ဆရာတွေကဘာသာရပ်အားလုံးသင်ကြားရတာများပါတယ်ဒါကြောင့်မူလတန်းသင်မဲ့ဆရာတွေကဘာသာစကား3မျိုးစလုံးဒါမိခင်ဘာသာစကားဒေတာ3ဘာသာစကားပေါ့လေဒေတာ3ဘာသာစကားနိုင်ငံသုံးစကားနဲ့နိုင်ငံတကာစကားတွေတက်ကြွတဲ့ဆရာတွေဖြစ်ဖို့လိုပါတယ်သင်္ချာမှာဆိုရင်လည်းဒီမူလတန်းအဆင့်ကတော့အခြေခံအဖြစ်ကဏ္ဍသင်္ချာနဲ့ဒါ geometry ကိုသင်ပါတယ်ဒီကျွန်တော်တို့အစဉ်လာအဖြစ်တော့ဖတ်စာအုပ်ထဲမှာပဲဒါရှင်းပြတာလုပ်တယ်ပု္ပ္ပစာနမူနာတွက်ပြတယ်ပြီးရင်လေ့ကျင့်ခန်းပု္ပ္ပစာတွေပေးပြီးတော့ကျောင်းသားတွေကိုအိမ်စာပေးပြီးတော့တွက်ခိုင်းတာများပါတယ်အခုကျွန်တော်အကြံပြုခြင်းကဒါကတော့သင်္ချာသင်တဲ့အခါမှာလက်တွေ့နဲ့ချိတ်ဆက်လိုက်ဖို့ပါကျွန်တော်တို့ကဏ္ဍသင်္ချာဆိုရင်လည်းကိန်းကဏ္ဍတွေအရေးအတွက်တွေကိုလက်တွေ့နဲ့ချိတ်ဆက်သင်ဖို့ဒါ geometry ဒါတရိကံစတုကံစက်ဝိုင်းအစရှိတဲ့ geometry ဘာသာရပ်တွေကိုလည်းလက်တွေ့နဲ့ချိတ်ဆက်သင်ပေးဖို့ပါဒီသိပ္ပံဘာသာရပ်တွေမှာဒါမူလတန်းအဆင့်ကတော့အထွေသိပ္ပံမှာအထွေသိပ္ပံမှာဒါဒီဇီဝသိပ္ပံဒါအပင်တွေအကြောင်းသတ္တဝါတွေအကြောင်းမှာအဲ့ဒါတွေပါမယ်နောက်မြေကဘာသိပ္ပံတကဘာမြေတိဆောက်ပုံဒါနေတို့လတို့ပါမယ်ရုပ်ပိုင်းဆိုင်ရာသိပ္ပံကတော့ဒါအလင်းရောင်တို့ဒါအတန်တို့လျှက်စစ်တို့ဒါတန်လိုက်တို့အဲ့ဒီအကြောင်းအရာတွေပါအဲ့ဒါကိုသင်တဲ့အခါမှာချင်းကပ်တဲ့အခါမှာဒါမူလတန်းအဆင့်သိပ္ပံဘာသာရပ်တွေချင်းကပ်တဲ့အခါမှာသူဒေတာကိုအခြေခံဖို့ပါဒီဆိုလိုတာကအပင်တွေအကြောင်းအကောင်တွေအကြောင်းဆိုရင်သူ့ပတ်ဝန်းကျင်သူ့ရွာသူ့ပေါင်ကျင်မှာရှိတဲ့အပင်တွေသတ္တဝါတွေကနေစတင်လေ့လာပြီးတော့သူတို့ဒေတာသူတို့မြို့နယ်သူတို့ပြည်နယ်မှာရှိတဲ့ဒါအပင်တွေအကြောင်းအကောင်တွေအကြောင်းဒီမြေကဘာသိပ္ပံဆိုရင်လည်းဒါသူတို့ဒေတာမှာရှိတဲ့ဒါကဘာမြေဖွဲ့စည်းပုံကနေစပြီးတော့လေ့လာဖို့ပါသူဒေတာကနေအစဉ်စဉ်တိုးမြင့်တဲ့သိပ္ပံဘာသာချင်းကပ်မှုကိုပြုလုပ်ဖို့ဒါအဆိုပြုပါတယ်လူမှုရေးဘာသာရပ်တွေမှာဆိုရင်လည်းအရင်တော့စနစ်ကတော့တစ်ခုစီတင်တယ်လေတမိုင်းတတ်ပထဝီတတ်ဘောဂဗေဒတတ်အခုမူလာတန်းအဆင့်မှာလူမှုရေးဘာသာရပ်ထဲမှာတမိုင်းကောပထဝီကောစီးပွားရေးကောယဉ်ကျေးမှုကောဒါပြည်သူနီတိကောပါဝင်တဲ့လူမှုရေးဘာသာရပ်အနေနဲ့တင်ဖို့ပြီးတော့ချင်းကပ်တဲ့အခါမှာလည်းဒေတာအစပြီးတော့ချင်းကပ်ဖို့ဒါရှေ့ပိုင်းကကျွန်တော်တင်ပြခဲ့သလိုတမိုင်းကိုလေ့လာရင်လည်းသူ့ဒေတာလေးရဲ့တမိုင်းသူ့ရွာရဲ့တမိုင်းသူ့မျိုးနယ်ရဲ့တမိုင်းသူ့လူမျိုးရဲ့တမိုင်းသူတို့ပြည်နယ်ရဲ့တမိုင်းကနေတဆင့်ဆင့်တိုးချက်ပြီးတော့နိုင်ငံတမိုင်းနဲ့ဒါကမ္ဘာတမိုင်းတွေအထိသွားဖို့ပထဝီဆိုရင်လည်းအလားတူပဲသူ့ရွာလေးရဲ့ပထဝီသူတို့မျိုးနယ်ရဲ့ပထဝီသူတို့ပြည်နယ်ရဲ့ပထဝီကျွန်တော်တို့နိုင်ငံတစ်ခုလုံးရဲ့ပထဝီကနေကမ္ဘာပထဝီတွေသွားဖို့ဒီဘောဂဗေဒဆိုရင်လည်းအလားတူပဲစီးပွားရေးလုပ်ငန်းတွေသူတို့ဒေတာရဲ့စီးပွားရေးလုပ်ငန်းတွေသူတို့မျိုးနယ်ရဲ့စီးပွားရေးလုပ်ငန်းသူတို့ပြည်နယ်ရဲ့စီးပွားရေးလုပ်ငန်းတွေတဖြည်းဖြည်းတိုးချဲ့သွားဖို့ယဉ်ကျေးမှုဆိုရင်လည်းအလားတူပဲဒါသူတို့ရွာလေးမှာနေ့စဉ်အသုံးပြုနေတဲ့ဒါဂီတတွေနုပညာတွေယဉ်ကျေးမှုတွေအဲ့ဒီကနေတဖြည်းဖြည်းတိုးချဲ့သွားဖို့ဒါပြည်သူနီတိဆိုရင်လည်းကလေးတယောက်ကဒါဇာရိတဖွံ့ဖြိုးရေးဒါပေါင်းသင်းဆက်ဆံရေးအစရှိတဲ့ဒါပြည်သူနီတိဘာသာရပ်တွေကိုကလေးတယောက်မှရှိရမယ်ဒါပြည်သူနီတိဆိုင်ရာအသိပညာတွေပေးလိုက်ဖို့ပါဒါကျမ်းမာရေးနဲ့အားကစားကိုလည်းဒီထည့်သွင်းဖို့အဆိုပြုပါတယ်ဒါမူလာတန်းအဆင့်ကတော့ကျမ်းမာရေးအကြောင်းအရာတွေနဲ့အားကစားနည်းစနစ်တွေကိုအခြေခံအဆင့်သင်ကြားဖို့နောက်ဂီတနဲ့အနုပညာရှေ့ပိုင်းမှာပြောသလိုပဲဒါဂီတနဲ့အနုပညာကိုသူ့နေရာလေးကနေစဖို့သူတို့လူမျိုးတွေရဲ့ဂီတ
သူတို့လူမျိုးတွေရဲ့အမှုပညာပြီးတော့သူတို့ဒေသမှာရှိတဲ့တခြားလူမျိုးတွေရဲ့ဂီတနဲ့အမှုပညာဒါသူတို့ပြည်နယ်မှာနေထိုင်တဲ့လူမျိုးတွေရဲ့ဂီတနဲ့အမှုပညာဒုဒေသကနေတဖြည်းဖြည်းလေ့လာပြီးတော့တဖြည်းဖြည်းတိုးချဲ့သွားဖို့ပါနောက်နံပါတ်9သတင်းနဲ့ဆက်သွယ်ရေးနည်းပညာဒီနေ့ခေတ်မှာမရှိမဖြစ်လိုအပ်တဲ့ဘာသာရပ်ဖြစ်တယ်အဲ့တော့ကွန်ပျူတာနည်းပညာရဲ့အခြေခံကိုမူလတန်းကလေးကသင်လိုက်ဖို့ပါဒါမူလတန်းအတွက်အဆုတ်ပြုတဲ့ဘာသာရပ်9မျိုးဖြစ်ပါတယ်အလယ်တန်းအဆင့်ဒီမူလတန်းပြီးသွားလို့အလယ်တန်းအဆင့်ရောက်ရင်လည်းဘာသာရပ်အုပ်စု9မျိုးစလုံးသင်ဖို့ပါဒီဘာသာစကားမှာဆိုရင်လည်းဒါအလယ်တန်းအဆင့်မှာလည်းဘာသာစကား3မျိုးပါဒါမိခင်ဘာသာစကားဒါနိုင်ငံသုံးစကားနဲ့နိုင်ငံတကာစကားဒါဒေသစကားနိုင်ငံသုံးစကားနဲ့နိုင်ငံတကာစကားပါဒီအလယ်တန်းအဆင့်မှာတော့ဒါဘာသာစကားမူလတန်းအလယ်တန်းအဆင့်မှာသင်တဲ့ဆရာတွေကတော့ဘာသာစကား3မျိုးစလုံးတတ်ဖို့အတွက်ဖြစ်ချင်မှဖြစ်နိုင်မယ်ဒါကြောင့်ကျွန်တော်ဆိုပြတာကတော့အလယ်တန်းသင်မဲ့ဆရာတွေကတော့ဘာသာစကား2မျိုးတတ်ဖို့ဒေသစကားနဲ့နိုင်ငံသုံးစကားနိုင်ငံသုံးစကားနဲ့နိုင်ငံတကာစကားဒါအလယ်တန်းမှာတော့2မျိုးတတ်တင်တယ်လို့ကျွန်တော်အကြံပြုပါတယ်မူလတန်းအဆင့်ကတော့မူလတန်းမှာသင်တဲ့ဆရာတွေကဒီဘာသာစကား3မျိုးစလုံးတက်ကြွတဲ့ဆရာတွေဖြစ်ဖို့ဆိုပြပါတယ်နောက်အလယ်တန်းသင်ချာမှာနည်းနည်းမြင့်လိုက်တယ်အခရာသင်ချာပါလာတယ် geometry နောက်ဖြစ်တန်စွမ်းသင်ချာစည်ရင်းသင်ချာအဲ့ဒီသင်ချာတွေကိုလည်းလက်တွေ့နဲ့ချိတ်ဆက်သင်ကြားဖို့အဆိုပြုပါတယ်နောက်သိပ္ပံဘာသာရပ်တွေမှာအလယ်တန်းဆင့်ရတော့သိပ္ပံဘာသာရပ်အားလုံးရဲ့အခြေခံတွေပါဝင်ဖို့ပါဒီမှာဒီအင်္ဂလိပ်စလုံးနဲ့ကျွန်တော်သုံးထားပါတယ်ဒါ physical science life science art science environmental science နဲ့ space science ဒီ physical science ကတော့ယူဝဗေဒနဲ့ဓာတုဗေဒရဲ့အခြေခံတွေဖြစ်ပါတယ်ဒီအလင်းတို့အလျင်တို့တန်လိုက်တို့အမြန်တို့အစရှိသဖြင့်ရုပ်ဝတ္ထုဆိုင်ရာဒါသိပ္ပံဖြစ်တယ်ဒါဇီဝသိပ္ပံကလည်းဒါအပင်တွေတရဝါတွေအကြောင်းမှာမြေကဘာသိပ္ပံဒါပထဝီနဲ့ဒါဘူမိဗေဒနဲ့ချိတ်ဆက်တဲ့ကဘာမြေတိဆောက်ပုံမှာကဘာမြေတိဆောက်ပုံကဘာမြေလွှာတွေတိဆောက်ပုံနောက်တဘာပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံနောက်အာကာသသိပ္ပံမှာဒီမူလတန်းအဆင့်ရဲ့အာကာသသိပ္ပံကတော့ကျွန်တော်တို့နေရကဘာရလရဒါနေကြချင်းလကြချင်းအစကြည့်တဲ့ကဘာမြေတိဆောက်ပုံဒီလတိဆောက်ပုံနေတိဆောက်ပုံအရွယ်စားတွေအကွာဝေးတွေအဲ့ဒါတွေကမူလတန်းအဆင့်မှာသင်ကြားနိုင်ပါတယ်အလယ်တန်းအဆင့်အာကာသသိပ္ပံကတော့ကျွန်တော်တို့နေဆက်ကြဝဠာဒီနေကိုဗဟိုပြုပြီးတော့လှက်ပတ်နေတဲ့ဂျိုတွေအကြောင်းကိုနှစ်ဆက်ဆက်လေးလေ့လာနိုင်ရင်ကောင်းပါတယ်ဒါအလယ်တန်းသိပ္ပံအလယ်တန်းဒါလူမှုရေးဘာသာရပ်တွေမှာပါဝင်မဲ့ဒါသမိုင်းပထဝီစီးပွားရေးလုပ်ငန်းတွေယဉ်ကျေးမှုနိုင်ငံသားပညာရေးကိုဒါနိုင်ငံအဆင့်ဒါမူလတန်းတုန်းကတော့သူ့မြို့နယ်သူ့ပြည်နယ်အဆင့်ထိလေ့လာဖို့ပါအလယ်တန်းအဆင့်မှာတော့ကျွန်တော်တို့ပြည်ထောင်စုတစ်ခုလုံးနိုင်ငံအဆင့်ရဲ့သမိုင်းကျွန်တော်တို့နိုင်ငံတစ်ခုလုံးရဲ့ဒါပထဝီစီးပွားရေးလုပ်ငန်းတွေကျွန်တော်တို့နိုင်ငံမှာနေထိုင်တဲ့လူမျိုးအလုံးရဲ့ယဉ်ကျေးမှုတွေနောက်နိုင်ငံသားပညာရေးဒါမူလတန်းအဆင့်တုန်းကကျွန်တော်ပြည်သူနီတိလို့ရေးလိုက်တယ်သူကပြည်သူနီတိကတော့ဇာရိတာဖွံ့ဖြိုးဖို့ယဉ်ကျေးမှုတွေဖွံ့ဖြိုးဖို့အခြေခံပြီးတော့ဒီအလယ်တန်းအဆင့်ကနိုင်ငံသားပညာရေးတမိုင်းတို့ပထဝီတို့စီးပွားရေးလုပ်ငန်းတွေကလည်းနိုင်ငံအဆင့်ရှိတဲ့လေ့လာမှုဖြစ်တဲ့အတွက်ဒီပြည်သူနေတိကလည်းနိုင်ငံသားပညာရေးကိုလေ့လာဖို့ပါဒီနိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒါနိုင်ငံရေးစနစ်တွေဥပဒေတွေအခြေခံဥပဒေတွေအဲ့ဒါတွေကိုလေ့လာနိုင်ဖို့ပါအလယ်တန်းအဆင့်မှာနောက်အလယ်တန်းအဆင့်မှာလည်းဒါဘာသာရပ်နယ်ပယ်စုံကျမ်းမာရေးနဲ့အားကစားပါဖို့လိုတယ်အနုပညာနဲ့ဂီတဒါအနုပညာနဲ့ဂီတကလည်းကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူမျိုးအလုံးရဲ့အသုံးပြုတဲ့အနုပညာဂီတကိုလေ့လာနိုင်ဖို့ပါမူလတန်းအဆင့်ကတော့သူ့လူမျိုးသူ့ပြည်နယ်အဆင့်လေ့လာပြီးတော့အလယ်တန်းအဆင့်မှာကတော့ကျွန်တော်တို့နိုင်ငံမှာနေထိုင်တဲ့လူမျိုးအလုံးရဲ့ဂီတအနုပညာကိုလေ့လာဖို့တချင်းတွေအကတွေအလုံးပါဝင်တဲ့ဒါအနုပညာရပ်တွေလေ့လာနိုင်ဖို့ပါနောက်သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ ICT ကိုလည်းအလယ်တန်းမှာအဆင့်မြင့်ပြီးသင်ကြားဖို့အလယ်တန်းမှာဘာသာရပ်9မျိုးစလုံးပါဝင်အောင်သင်ကြားနိုင်ဖို့ပါနောက်အထက်တန်းမှာလမ်းကြောင်း2ကြောင်းရှိပါတယ်ဒါ academic ကိုတွားတဲ့လမ်းကြောင်းနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာကိုတွားတဲ့လမ်းကြောင်းမှာဒီမှာကျွန်တော် academic တွားတဲ့လမ်းကြောင်းကိုအရင်ပြောပါမယ်ဒီကျွန်တော်တို့ Federal Democracy ပညာရေးမူဝါဒမှာအခြေခံပညာအလယ်တန်းပြီးသွားတဲ့အခါကျရင်အထက်တန်းရောက်တဲ့အခါမှာဒီအထက်တန်း3နှစ်ပေါ့10တန်း17တန်း12တန်းမှာလမ်းကြောင်း2ကြောင်းခွဲလိုက်ဖို့ပါ
တကြောင်ကတော့ဒါ academic ဘာသာရပ်တွေကိုအဓိကထားတင်ပြီးတော့ဒုတိယလမ်းကြောင်းကတော့ academic ဘာသာရပ်တွေနဲ့အတူအသက်မွေးကြောင်းဘာသာရပ်ကိုတင်ဖို့ပါအခုဒီ academic လမ်းကြောင်းကိုကျွန်တော်အရင်ဆွေးနွေးပါမယ်ဒီအထက်တန်းပေါ့10တန်း17တန်း12တန်းမှာ academic လမ်းကြောင်းမှာဘာသာရပ်9မျိုးအပြည့်အဝတင်ဖို့ရှေ့ပိုင်းမှာကျွန်တော်တင်ပြခဲ့ပါပြီမြန်မာနိုင်ငံမှာအစဉ်လာအဖြစ်ဘာသာရပ်တွေသိပ္ပံတွဲဝိဇ္ဇာတွဲဝိပ္ပံတွဲဆိုပြီးတော့ခွဲခဲ့ကြတယ်အခုကျွန်တော်တို့ဒီတင်ရိုးအစ်စ်မှာဘာသာရပ်အားလုံးတင်ဖို့ပါဘာသာရပ်အားလုံးတင်ဖို့အတွက်ဒါလိုအပ်ချက်ကိုလည်းကျွန်တော်ရှေ့ပိုင်းမှာရှင်းပြခဲ့ပါတယ်ဒါကြောင့်ဒါအထက်တန်းရဲ့ဒီ academic ဘာသာတွဲတွေမှာဘာသာရပ်အုပ်စု9မျိုးလုံးပါဖို့ဒီဘာသာစကားတွေမှာဒီမူလတန်းနဲ့အလယ်တန်းမှာတော့ဘာသာစကား3မျိုးသင်ဖို့အကြံပြုခဲ့ပါတယ်အထက်တန်းရောက်တဲ့အခါမှာတော့သက်ဆိုင်ရာကျောင်းကကျောင်းသုံးဘာသာစကားကိုသူတို့ကျောင်းလိုက်ဆုံးဖြတ်ခွင့်ရှိပါတယ်ကျွန်တော်တို့မူလတန်းနဲ့အလယ်တန်းမှာဘာသာစကား3မျိုးသင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့သင်ကြားတဲ့နည်းစနစ်ကလည်းစွမ်းရည်ကိုမြင့်တင်တဲ့သင်ကြားနည်းစနစ်ဖြစ်တဲ့အတွက်ကလေးတယောက်ကအလယ်တန်းပြီးတာနဲ့ဘာသာစကား3မျိုးကိုကျွမ်းကျင်ပါတယ်အရေးရောအဖတ်ကောဒီဘာသာစကားရဲ့လိုအပ်တဲ့စွမ်းရည်တွေကိုအလယ်တန်းပြီးတာနဲ့ရရှိပါတယ်ဒါကြောင့်အထက်တန်းမှာသူ့ကျောင်းလိုက်ဒီကျောင်းမှာတက်ရောက်တဲ့ဒါကျောင်းသားတွေအများစုနဲ့ကိုက်ညီတဲ့ဘာသာစကားသူ့ရဲ့ဒေတာဆိုင်ရာဘာသာစကားပဲဖြစ်စေနိုင်ငံသုံးစကားနဲ့ဖြစ်စေနိုင်ငံတကာသုံးတဲ့အင်္ဂလိပ်စကားနဲ့ပဲဖြစ်စေဒါကျောင်းလိုက်ဆုံးဖြတ်ခွင့်ရှိဖို့ပါဒါအထက်တန်းမှာနောက်သင်္ချာမှာလည်းအစိမ့်မြင့်လိုက်တယ်သင်္ချာမှာအခရာသင်္ချာဒါ trigonometry နောက်စည်ရင်းသင်္ချာ calculus သင်္ချာအဲ့ဒါတွေကိုလည်းဒါလက်တွေ့မှာအသုံးပြုတာတွေနဲ့ချိတ်ဆက်ပြီးတော့ဒါသင်္ချာရဲ့အစိမ့်မြင့်ဘာသာရပ်တွေကိုလက်တွေ့အသုံးပြုတာနဲ့ချိတ်ဆက်သင်ဖို့အဆိုပြုပါတယ်ဒါသိပ္ပံဘာသာရပ်မှာဆိုရင်လည်းသိပ္ပံရဲ့ဒါမှာသိပ္ပံနယ်ပယ်မှာပါဝင်တဲ့ဘာသာရပ်တွေဒီမှာတော့ကျွန်တော်ပညာရပ်ဆိုင်ရာစကားလုံးနဲ့သုံးထားပါတယ်ယူပဗေဒဓာတုဗေဒဒါဇီဝဗေဒဒါဘူမိဗေဒနဲ့ဒါနက္ခတ္တဗေဒဒါဘာသာရပ်ဆိုင်ရာပညာရပ်ဆိုင်ရာစကားလုံးအလယ်တန်းအဆင့်မှာတော့အရက်သုံးစကားနဲ့ကျွန်တော်ရေးထားပါတယ်ဒါတက်ရှိသိပ္ပံမြေကဝါသိပ္ပံအာကာသသိပ္ပံအစရှိတဲ့အရက်သုံးစကားပါအထက်တန်းမှာတော့အရက်သုံးစကားဆက်သုံးမယ်ဆိုရင်လည်းဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ပညာရပ်ဆိုင်ရာစကားလုံးယူပဗေဒဓာတုဗေဒဒါဇီဝဗေဒဒါဘူမိဗေဒနဲ့ဒါနက္ခတ္တဗေဒကျွန်တော်တို့မြန်မာနိုင်ငံကျောင်းတွေမှာတော့အစဉ်လာအဖြစ်တော့ယူပဗေဒဓာတုဗေဒနဲ့ဇီဝဗေဒမှာတော့တတ္တဗေဒနဲ့ယုတ်ခဗေဒနှစ်မျိုးပါဝင်တာပေါ့အဲ့ဒီဘာသာရပ်တွေပဲသင်လေးရှိတယ်ဒါဘူမိဗေဒကိုဒါအခြေခံမှာပထဝီမှာပဲအနေအချင်းပဲဘူမိဗေဒနဲ့သက်ဆိုင်တဲ့ဘာသာရပ်ကိုပထဝီမှာအနေချင်းသင်ပြီးတော့ဘူမိဗေဒကိုတက္ကသိုလ်ရောက်မှသင်ရတာများတယ်ဒီအာကာသသိပ္ပံဆိုရင်လည်းဒါထည့်သွင်းသင်ကြဖို့ပေါ့ခုနအာကာသသိပ္ပံနဲ့ပတ်သက်လို့မူလာတန်းအဆင့်ကကျွန်တော်တို့ကဘာနဲ့နေနဲ့လနဲ့ပေါ့ဒီ၃မျိုးရဲ့အကြောင်းအရာတွေကိုမူလာတန်းအဆင့်မှာသင်ကြားပြီးတော့အလယ်တန်းအဆင့်မှာနေဆက်ကြဝဠာကျွန်တော်တို့ရဲ့နေကိုဗဟိုပြုလှက်ပတ်နေတဲ့ဂျိုတွေအကြောင်းဒီနေဆက်ကြဝဠာကိုနှက်ဆက်လေ့လာပြီးတော့ဒီအထက်တန်းအဆင့်ရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့နေဆက်ကြဝဠာအပြင်တခြားဆက်ကြဝဠာတွေပါလေ့လာနိုင်ဖို့ဒီအာကာသရဲ့နေဆိုင်မှုတွေပါလေ့လာနိုင်ဖို့အတွက်ဒါအထက်တန်းသိပ္ပံမှာထည့်သွင်းဖို့အတွက်အဆိုပြုပါတယ်ဒါလူမှုရေးဘာသာရပ်တွေမှာအထက်တန်းရဲ့လူမှုရေးဘာသာရပ်တွေမှာဆိုရင်လည်းလူမှုရေးဘာသာရပ်မှာပါဝင်ရမယ့်ဒါသမိုင်းပထဝီစီးပွားရေးလုပ်ငန်းတွေယဉ်ကျေးမှုနောက်ပြည်သူ့နီတိအဲ့ဒါတွေကိုနိုင်ငံတကာအဆင့်သင်ဖို့သမိုင်းဆိုရင်လည်းကမ္ဘာသမိုင်းကမ္ဘာပထဝီဆိုရင်သမိုင်းဆိုရင်လည်းဒါကမ္ဘာသမိုင်းပထဝီဆိုရင်လည်းကမ္ဘာပထဝီနောက်စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းနိုင်ငံတကာရဲ့ဒါစီးပွားရေးလုပ်ငန်းတွေနဲ့စီးပွားရေးဆိုင်ရာဘောဂဗေဒဆိုင်ရာပညာရပ်တွေဒါယဉ်ကျေးမှုဆိုရင်လည်းကမ္ဘာမှာနေထိုင်တဲ့နိုင်ငံအသီးသီးလူမျိုးအသီးသီးရဲ့ယဉ်ကျေးမှုတွေလေ့လာဖို့ဒီမှာပြည်သူ့တီတီမှာတော့ကျွန်တော် global citizenship လို့ရေးထားပါတယ်ဒါမူလာတန်းတုန်းကတော့ဒါပြည်သူ့နီတိပဲကလေးရဲ့ဇာရိတမြင့်မားရေးယဉ်ကျေးမှုဒါမြင့်မားရေးအဲ့ဒါကိုအခြေခံပြီးတော့အလယ်တန်းမှာနိုင်ငံသားပညာရေးအခုအထက်တန်းမှာတော့နိုင်ငံတကာကမ္ဘာနိုင်ငံသားပညာရေးကိုသင်ဖို့အဆိုပြုပါတယ်နောက်အထက်တန်းမှာဒီမရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးနဲ့အားကစားဂီတနဲ့အနုပညာသတင်းနဲ့ဆက်သွယ်ရေးဘာသာရပ်9မျိုးစလုံးကိုဒါအထက်တန်းမှာသင်လိုက်ဖို့ပါကျွန်တော်တို့မြန်မာနိုင်ငံမှာအရင်စနစ်ပေါ့စာမှုဝဲစနစ်တွေကြီးစိုးတဲ့အချိန်မှာတော့စာမှုဝဲဖြေရမယ့်ဘာသာကိုပဲကျောင်းသားတွေက
ကျောင်းမှာလည်းစာဝဲဖြေမဲ့ဘာသာအိမ်မှာစာပြန်ချက်လဲကျောင်းမှာစာဝဲဖြေရမယ်ဘာသာကျူရှင်တဲ့ရင်လည်းစာဝဲဖြေရမယ်ဘာသာဆိုတော့သူတို့ရဲ့ကျမ်းမာရေးတို့အားကစားတို့အမှုပညာဂီတတို့လူမှုပေါင်းသင်းဆက်ဆံရေးတို့ကမရခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အခြေခံပညာဆုံးတဲ့အထိအထက်တန်းဆုံးတဲ့အထိကလေးတယောက်လူငယ်တယောက်ဘဝမှာလိုအပ်တဲ့အခြေခံပညာရက်တွေအားလုံးပါဝင်အောင်သင်ဖို့ဒါအဆိုပြုချင်တာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ကျောင်းနေမှာဒါပုံမှန်ပေါ့လေကျောင်းတွေကိုဒါ evaluation ပေါ့ကျောင်းနေရဲ့အရေးသွေးပိုင်းဆိုင်ရာတိုင်းတာတဲ့နည်းစနစ်တွေရှိလာမှာပါကျောင်းနေရဲ့အရေးသွေးပိုင်းဆိုင်ရာတိုင်းတာတဲ့အခါမှာဒီဗာတရားတွေအားလုံးကလေးတွေပြပြဝဝတင် जा ရရှိမှုရှိမရှိအဲ့ဒါတွေလည်းတိုင်းတာဖို့လိုပါတယ်ဒါဒီလိုမတိုင်းတာဘူးဆိုရင်ဒါကျောင်းတွေကဒီစာမှုဝဲဖြည့်တဲ့ဗာတရားလေးပဲတင်ပြီးတော့ကလေးတွေလိုအပ်တဲ့ဘာသာတွေမတင်ပြမှာစိုးပါတယ်နောက်တစ်ခုကျွန်တော်တို့စာမှုဝဲစနစ်လည်းပြင်လိုက်ဖို့ပါစာမှုဝဲစနစ်ကစာမှုဝဲကိုအခြေပြုတဲ့အဆုံးသတ်စာမှုဝဲတွေမဟုတ်ဘဲနဲ့ကျောင်းသားတွေတင်ယူနေရင်းနဲ့အမှတ်ပေးတဲ့စနစ်ပါအဲ့ဒါဆိုရင်ဘာတရားအလုံးမှာအမှတ်ပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကလေးတွေလည်းမရှိမဖြစ်လေ့လာဖို့လိုတယ်ကျောင်းတွေကလည်းမဖြစ်မနေသင်ကြားဖို့လိုတယ်ဒီမှာအထက်တန်းမှာထပ်မံတိုက်တွန်းချင်တာကတော့လူငယ်ဘဝမှာကလေးတွေတည်တည်တိုက်တဲ့အခြေခံပညာဘာတရားအလုံးသင်ကြားပေးလိုက်ဖို့အတွက်အဆိုပြုပါတယ်ဒီအထက်တန်းရဲ့အသက်မွေးကြောင်းဆိုင်ရာလမ်းကြောင်းကျွန်တော်ရှင်းပြချင်ပါတယ်ဒီအသက်မွေးကြောင်းဆိုင်ရာလမ်းကြောင်းကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီအသက်မွေးကြောင်းကိုဒုတိယတန်းစားလို့သတ်မှတ်လို့ရှိတယ်ဒါကျွန်တော်တို့ဆရာတွေရောမိဘတွေရောဒါကျောင်းသားတွေကျောင်းမှာဒါစာမတော်ဘူးစာညံ့နေဆိုရင်အသက်မွေးကြောင်းကျောင်းပို့လိုက်ဆိုပြီးတော့အဲ့လိုပြောလိပြောထလှုပ်လိလှုပ်တာရှိတယ်လေအသက်မွေးကြောင်းပညာရက်ကအခန့်ကဏ္ဍကိုနှိမ့်ချထားတယ်ဒါကျွန်တော်တို့ဒီစနစ်သစ်ပညာရေးမှာတော့အသက်မွေးကြောင်းပညာရက်ကအခန့်ကဏ္ဍကိုမြင့်လိုက်ဖို့ပါဒါကြောင့်အထက်တန်းအဆင့်ကစပြီးတော့ကျောင်းသားတွေကိုအသက်မွေးကြောင်းဘာသာရပ်တွေသင်ယူခြင်းနဲ့ဆိုရင်သင်ယူနိုင်တဲ့လမ်းကြောင်းအထက်တန်းအဆင့်မှာအသက်မွေးကြောင်းလမ်းကြောင်းဒီအသက်မွေးကြောင်းလမ်းကြောင်းကိုရွေးရင်လည်းအသက်မွေးကြောင်းဘာသာရပ်တစ်ခုတည်းမဟုတ်ဘဲနဲ့အခြေခံပညာမှာလိုအပ်တဲ့ဘာသာရပ်9မျိုးစလုံးပါဖို့ပါနောက်အသက်မွေးကြောင်းကိုလည်းဒါဒီကျောင်းတိုင်းကတော့အသက်မွေးကြောင်းကိုထည့်နိုင်ဖို့အခက်အခဲရှိမယ်ကျွန်တော်တို့ဆရာမလုံလောက်မှုဒါကျောင်းသားတွေဝါသနာပါတဲ့ဥယျာဉ်ပေါ်မှာအခြေခံပြီးတော့ကျောင်းတိုင်းမှာတော့ဒါအသက်မွေးကြောင်းလမ်းကြောင်းကပေးနိုင်ခြင်းမှာပေးနိုင်မယ်ဒါပေမဲ့ဒီဒေတာတစ်ခုမြို့နယ်တစ်ခုမှာတော့အနည်းဆုံးတစ်ကျောင်းနှစ်ကျောင်းရှိတင်တယ်လို့မြင်ပါတယ်တချို့ကျောင်းတွေကဒီအသက်မွေးကြောင်းတစ်မျိုးနှစ်မျိုးပေါ့စိုက်ပျိုးရေးဖြစ်စေစက်မှုဖြစ်စေစသဖြင့်ပေါ့ဒီကျောင်းသားတွေသူ့ဒေတာမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကျောင်းသားတွေဝါသနာပါတဲ့အသက်မွေးကြောင်းတွေကိုထည့်သွင်းသင်ကြားဖို့အသက်မွေးကြောင်းဘာသာတစ်ခုတည်းမဟုတ်ဘဲနဲ့သူတို့နောက်တစ်ချိန်မှာတက္ကသိုလ်မှာအစစ်မြင့်ပညာရပ်တွေသင်ကြားနိုင်ဖို့အတွက်အခြေခံပညာဘာသာရပ်တွေလည်းထည့်သွင်းသင်ကြားဖို့ပါဒီဘာသာစကားတွေဆိုရင်လည်းဒါ academic လမ်းကြောင်းနဲ့အတူတူပါပဲသူအသက်မွေးကြောင်းဆိုင်ရာကျောင်းမှာတက်ရောက်တဲ့ကျောင်းသားတွေနဲ့ကိုက်ညီမဲ့ကျောင်းသားတွေပို့ပြီးတော့အဆင်ပြေမဲ့ကျောင်းသုံးဘာသာစကားတစ်ခုကိုရွေးချယ်နိုင်ဖို့ပါဒီမှာနံပါတ်3မှာတင်ချာနဲ့သိပ္ပံကိုပေါင်းစပ်လိုက်တယ်ဒီအထက်တန်းအခြေခံအထက်တန်းရဲ့ academic လမ်းကြောင်းမှာတော့တင်ချာအုပ်စုတစ်ခုသိပ္ပံကအုပ်စုတစ်ခုခွဲထားပါတယ်ဒီမှာအသက်မွေးကြောင်းလမ်းကြောင်းမှာတော့တင်ချာနဲ့သိပ္ပံကိုပေါင်းစပ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့သင်ရမယ့်ဘာသာရပ်တစ်ခုတိုးလာတယ်လေအသက်မွေးကြောင်းဘာသာရပ်တိုးလာတဲ့အတွက်ကျွန်တော်တို့စာသင်ချိန်တွေကလည်းတစ်နှစ်မှာတတ်မှတ်တဲ့စာသင်ချိန်တွေရှိတဲ့အတွက်ဒါတင်ချာနဲ့သိပ္ပံပေါင်းလိုက်ပြီးတော့တင်ချာနဲ့သိပ္ပံမှာ academic လမ်းကြောင်းမှာသင်တဲ့ခေါင်းစဉ်တချို့ကိုရှော့လိုက်ဖို့ပါဒီသင်ရမယ့်ခေါင်းစဉ်တွေကတော့တင်ချာနဲ့သိပ္ပံမှာသင်ရမယ့်အကြောင်းအရာတွေကတော့သူရွေးချယ်တဲ့အသက်မွေးကြောင်းနဲ့ကိုက်ညီတဲ့ပို့ပြီးတော့နီးစပ်တဲ့တင်ချာဆိုင်ရာအကြောင်းအရာတွေသိပ္ပံဆိုင်ရာအကြောင်းအရာတွေသင်ဖို့ပါတချို့အကြောင်းအရာတွေကိုရှော့လိုက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကျောင်းတွေမှာကတော့ရေဘူးအဖြစ်စာသင်ချိန်ကအခြေခံပညာကျောင်းတွေမှာနာရီ880ရှိတယ်ဆိုတော့ဒီမှတ်တမ်းတစ်ခုကျွန်တော်လေ့လာဘူးပါတယ်ဒီတခြားနိုင်ငံတွေမှာလည်းဒါအလားတူပါပဲအခြေခံပညာကဒါနာရီ800ပတ်ဝန်းကျင်ရှိပါတယ်နာရီ900 800ပတ်ဝန်းကျင်ရှိတယ်ဒါကြောင့်ကျွန်တော်တစ်နှစ်လုံးမှာသင်ရမယ့်စာသင်ချိန်နာရီပေါ်မှာတွက်ပြီးတော့ဒါကျောင်းသားတွေအခြေခံပညာဒီဘာသာရပ်တွေကိုလည်းဒါပြည့်ပြည့်စုံစုံသင်ရအောင်သူတို့ဘဝမှာလိုအပ်တဲ့ဘာသာရပ်တွေသင်ရအောင်အသက်မွေးကြောင်းလမ်းကြောင်းမှာလည်းသူတို့ရွေးချယ်တဲ့အသက်မွေးကြောင်းဘာသာရပ်ကိုသင်နိုင်အောင်
စာအဲ့ဒီအတွက်ဘာတရားအုပ်စု9မျိုးပါအဲ့ဒါကြောင့်သင်္ချာနဲ့သိပ္ပံကိုပေါင်းစပ်လိုက်ပါတယ်ဥပမာလည်းရှိပါတယ်ဒီအမေရိကန်တို့ကနေဒါတို့ဖင်လန်တို့မှာဆိုရင်ဘာတရားတွေပေါင်းစပ်တင်ကြတဲ့သူတို့သုံးတဲ့ STEM ဆိုတဲ့ program ရှိပါတယ်ဒါ S က Science T က Technology E က Engineering နဲ့ M ကသင်္ချာပါအဲ့ဒီဘာတရားတွေပေါင်းစပ်ပြီးတော့သူတို့ဒါ project learning နဲ့ project based learning နဲ့သင်တဲ့စနစ်ရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအသက်မွေးကျောင်းလမ်းကျောင်းမှာသင်္ချာနဲ့သိပ္ပံကိုပေါင်းစပ်ဖို့အတွက်အကြံပြုတာဖြစ်ပါတယ်နောက်လူမှုရေးဘာသာရပ်တွေမှာဆိုရင်လည်းဒါ academic လမ်းကျောင်းနဲ့တူတူပါပဲလူမှုရေးဘာသာရပ်မှာလေ့လာသင်ယူရမယ့်သမိုင်းဆိုင်ရာပထဝီဆိုင်ရာဒါစီးပွားရေးလုပ်ငန်းတွေယဉ်ကျေးမှုနဲ့ကမ္ဘာနိုင်ငံသားပညာရေးကိုနိုင်ငံတကာအဆင့်အထိလေ့လာနိုင်ဖို့ပါနောက်အသက်မွေးကျောင်းလမ်းကျောင်းမှာလည်းအလားတူကျမ်းမာရေးနဲ့အားကစားပါဖို့လိုတယ်ဂီတအနုပညာပါဖို့လိုတယ်သတင်းနဲ့ဆက်သွယ်ရေးနည်းပညာအခုအထက်တန်းအဆင့်2မျိုးစလုံးပေါ့ academic လမ်းကျောင်းမှာကော vocational လမ်းကျောင်းမှာကောဘာသာရပ်နယ်ပယ်9မျိုးစလုံးတင်ဖို့တိုက်တွန်းတယ်ဆိုတော့ကျွန်တော်ကမေးစရာရှိတယ်ဘာသာရပ်တွေများရင်ဒါကလေးတွေအချိန်လုံလောက်ပါမလားဆိုတော့ကျွန်တော်အကြံပြုချင်တာကတော့ဒီဘာသာရပ်9မျိုးစလုံးကအခြေခံမှာလိုအပ်တဲ့အတွက်တင်သင့်တယ်နောက်တိတ်ပြီးတော့ဘာသာရပ်အားလုံးမှာတိတ်ပြီးတော့အနှစ်ကြီးသွားဖို့မလိုဘူးလို့ကျွန်တော်ယူဆပါတယ်ဥပမာတိတ်ပံဘာသာရပ်တွေမှာဆိုရင်လည်းတိတ်ပြီးတော့အနှစ်ကြီးသွားစရာမလိုဘူးသူတို့အခြေခံမှာတော့သူတို့ဘဝမှာသူတို့အခြေခံပညာပြီးလို့လူဘဝတဲ့ရင်ဆိုင်တဲ့အခါမှာလိုအပ်တဲ့ပညာရက်တွေပါသွားနိုင်ဖို့ပါလိုအပ်တဲ့ပညာရက်တွေပါသွားဖို့အတွက်အခြေခံသင်ရမယ့်ဘာသာရပ်တွေကိုအားလုံးပြည့်ပြည့်စုံစုံသင်ဖို့တိုက်တွန်းပါတယ်တိတ်ပြီးတော့အနှစ်ကြီးသွားဖို့မလိုဘူးတိတ်ပြီးတော့နက်နက်ရှိုင်းရှိုင်းပေါ့တိတ်ပံရဲ့နက်ရှိုင်းတဲ့ဘာသာရပ်တွေလူမှုရေးဘာသာရပ်တွေရဲ့နက်ရှိုင်းတဲ့ဘာသာရပ်တွေကိုတော့တက္ကသိုလ်မှာသင်ကြားဖို့ပါတက္ကသိုလ်ရောက်တဲ့အခါမှာတော့ပို့ပြီးတော့နက်နက်လေ့လာနိုင်ပါတယ်အခြေခံပညာမှာတော့အခြေခံသိသင်သိတိုက်တဲ့ဒီဘာသာရပ်ဆိုင်ရာအကြောင်းအရာတွေကိုတည်တည်ချာချာလက်တွေ့နဲ့ချိတ်ဆက်ပြီးတော့သင်ကြားပေးလိုက်ဖို့အဲ့ဒါကိုကျွန်တော်တိုက်တွန်းအဆိုပြုလိုပါတယ်ဒီဇာတ်လေးကတော့ကျွန်တော်အခုပြောခဲ့တဲ့ဒီကန္ဓဒီမူလာတန်းအလယ်တန်းအထက်တန်းမှာဆိုရင်လည်းလမ်းကြောင်း2ခုပေါ့အဲ့ဒီ၄မျိုးရဲ့အကျဉ်းချုပ်ပေါ့ဘာသာရပ်နယ်ပယ်9ခုမှာဒါအဆင့်မူလာတန်းအလယ်တန်းအထက်တန်းမှာဆိုရင်တော့လမ်းကြောင်း2မျိုးပေါ့အဲ့ဒီရဲ့အတူချုပ်ကလေးကိုကျွန်တော်ရေးသားထားတာဖြစ်ပါတယ်ဒါစာမျက်နှာတစ်မျက်နှာနဲ့လိုအပ်တဲ့အချက်လက်တွေကိုအကျဉ်းချုပ်ကြည့်ရှုနိုင်ဖို့ပါဒါကျွန်တော်ရဲ့ဏိဂုံးချုပ်အဆိုပြုချက်ပါဒီအဆိုပြုချက်ပေါ့ဘာသာရပ်အားလုံးပေါ့အခြေခံပညာမှာဘာသာရပ်အုပ်စု9မျိုးစလုံးဘာသာရပ်နယ်ပယ်9မျိုးစလုံးသင်ဖို့ဒါအဆိုပြုချက်မှာလက်တွေ့ဆောင်ရွက်တဲ့အခါမှာနံပါတ်1အနေနဲ့ဒီဆရာဆရာမတွေကျွန်တော်တို့ပြောင်းလဲကျင့်သုံးမဲ့ပညာရေးမျိုးစားကစွမ်းရည်အခြေပြုတာဖြစ်တယ်ဘာသာရပ်တွေချိတ်ဆက်တင်မှာဖြစ်တယ်ဒါသင်ကြားတဲ့နည်းစနစ်ကလည်းကျောင်းသားတွေကိုယ်တိုင်အားထုတ်သင်ယူပြီးတော့ဒီဝေဖန်ပိုင်းခြားစဉ်းစားတဲ့နည်းစနစ်တွေဖြစ်တယ်စစ်ဆေးတဲ့နည်းကလည်းပဲကျောင်းသားတွေကသင်ယူမှုကိုအားပေးတဲ့နည်းတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိဒီနေ့မှာသင်ကြားနေတဲ့ဆရာဆရာမတွေကအရင်တုန်းကစနစ်ဟောင်းပညာရေးစနစ်မှာလေ့ကျင့်လာခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့စနစ်တစ်မှာတွားမဲ့ပညာရေးအမျိုးအစားသင်ကြားနည်းစနစ်တွေစစ်ဆေးတဲ့နည်းစနစ်တွေကိုသင်တန်းပြန်ပေးဖို့လိုပါတယ်အဲ့ဒါကြောင့်ဒီလုပ်ငန်းဝင်သင်တန်းတွေကိုကြည်ကြဲပြန့်ပြန့်လုပ်ဖို့အတွက်အဆိုပြုပါတယ်နံပါတ်1နံပါတ်2ကကျွန်တော်တို့အခြေခံပညာမှာဒါဒီသင်ရိုးပြောင်းသွားပြီစွမ်းရည်အခြေပြုတဲ့သင်ရိုးဖြစ်သွားပြီသင်ကြားနည်းစနစ်တွေပြောင်းသွားပြီစစ်ဆေးနည်းစနစ်တွေပြောင်းသွားတာဖြစ်တဲ့အတွက်ဒီပညာရေးတက္ကသိုလ်တွေကသင်ကြားတဲ့ဘာသာရပ်တွေကိုလည်းအခြေခံပညာပြောင်းလဲတာနဲ့အတူလိုက်လျောညီထွေဖြစ်ဖို့အတွက်အဆိုပြုပါတယ်ဒီတတိယအချက်ကတော့စာမှုဝဲစနစ်ကိုပြင်လိုက်ဖို့ပါကျွန်တော်တို့အစဉ်လာသုံးနေတဲ့အဆုံးသက်အလွတ်ကျက်အလွတ်ဖြေအဆုံးသက်စာမှုဝဲတွေကိုပြင်ဆင်လိုက်ပြီးတော့ကျောင်းသားတွေသင်ယူနေစဉ်မှာစစ်ဆေးတဲ့သင်ယူမှုကိုအားပေးတဲ့စစ်ဆေးခြင်းအမျိုးအစားကိုပြောင်းလဲကျင့်သုံးဖို့ဒီစစ်ဆေးနည်းစနစ်ကိုလည်းဆရာဆရာမတွေကိုသင်တန်းပေးဖို့အဲ့ဒါလေးထပ်မံဆိုပြုပါတယ်။နောက်ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကဒီရက်ရွာပါဝင်တဲ့ပညာရေးစနစ်ဖြစ်ဖို့ကျွန်တော်တို့ရဲ့သင်ကြားနည်းစနစ်လေ့လာတဲ့နည်းစနစ်တွေကစာသင်ခန်းထဲမှာပဲဆရာကစာအုပ်ရှင်းပြမှတ်စုလိုက်ကူအလွတ်ကျက်ဒီနည်းမဟုတ်တော့ဘဲနဲ့လက်တွေ့နဲ့ချိတ်ဆက်တင်တာဖြစ်တယ်။သိပ္ပံဘာသာရပ်တွေသိပ္ပံဘာသာရပ်မှာသင်တဲ့အပင်တွေသရဝါတွေကိုလည်းပတ်ဝန်းကျင်မှာတောက်ရောက်လေ့လာဖို့သမိုင်းဆိုင်ရာအကြောင်းအရာတွေကိုလေ့လာရင်လည်းသမိုင်းမှာလည်းဒါသူ့ရွာရဲ့သမိုင်းသူ့ရွာမှာရှိတဲ့ဘုရားကျောင်းရဲ့သမိုင်းသူ့မြို့နယ်ရဲ့သမိုင်းသူ့မြို့နယ်မှာနေထိုင်တဲ့လူမျိုးတွေရဲ့သမိုင်းဒါကိုလေ့လာရင်သက်ဆိုင်ရာဒေသမှာတောက်ရောက်လေ့လာဖို့ဖြစ်တဲ့အတွက်ပတ်ဝန်းကျင်မှာလေ့လာရမှာဖြစ်တယ်ပ
ထွေဆိုရင်လည်းအလားတူပဲမြစ်ချောင်းတွေအင်းအိုင်တွေတောတောင်တွေကြောက်လွှာတွေလေ့လာမှာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်မှာတွားရောက်လေ့လာဖို့ယဉ်ကျေးမှုတွေလေ့လာရင်လည်းပတ်ဝန်းကျင်မှာတွားရောက်လေ့လာဖို့အဲဒါကြောင့်စာသင်ခန်းထဲမှာပဲသင်နေတာမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်မှာသင်မှာဖြစ်တဲ့အတွက်ဒါပတ်ဝန်းကျင်မိဘတွေနဲ့ရပ်ရွာရဲ့ပါဝင်မှုကိုမြင့်တင်ဖို့ဒီနေရာမှာမိဘနဲ့ရပ်ရွာရဲ့ပါဝင်မှုကိုမြင့်တင်ဖို့အတွက်ဒါအဆင့်3ဆင့်ပေါ့ကဏ္ဍ3ခုမှာဆောင်ရွက်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ပထမတစ်ဆင့်ကတော့ကျွန်တော်တို့ကျောင်းတွေမှာကျောင်းတွေကအရင်တုန်းကလိုဗဟိုချုပ်ကိုင်တဲ့စနစ်မဟုတ်တော့ဘဲနဲ့ဒါဒီမိုကရေစီနီးကျစီမံခန့်ခွဲတာဖြစ်တဲ့အတွက်ကျောင်းအုပ်ချုပ်ရေးကောင်စီတွေနဲ့စီမံခန့်ခွဲမှာဖြစ်ပါတယ်အဲဒါကြောင့်ကျောင်းအုပ်ချုပ်ရေးကောင်စီတွေဖွဲ့စည်းတဲ့အခါမှာဒါမိဘကျောင်းသားမိဘတွေရဲ့ကိုယ်စားလှယ်ကျောင်းသားမိဘတွေကရွေးချယ်ဆလတ်လိုက်တဲ့ကိုယ်စားလှယ်တွေပါဝင်ဖို့ဒါကပထမကဏ္ဍပါဒုတိယကဏ္ဍကတော့ကျွန်တော်တို့ကျောင်းဖွင့်စရာသီမှာဒီကျောင်းမှာတက်ရောက်တဲ့ကလေးအလုံးရဲ့မိဘတွေကိုဖိတ်ခေါ်ပြီးတော့ကျောင်းကနေပြီးတော့ဒီကျောင်းမှာသင်မဲ့ပညာရေးအမျိုးအစားစွမ်းရည်အခြေပြုတဲ့ပညာရေးအမျိုးအစားသင်ကြားနည်းစနစ်တွေစစ်ဆေးတဲ့နည်းစနစ်တွေကိုရှင်းပြပေးဖို့လိုပါတယ်ဒါမှမိဘတွေကသင်ယူတဲ့နည်းစနစ်ကိုသိပြီးတော့သူတို့ကလေးတွေကိုအားပေးကူညီဖို့ပါအခုကျွန်တော်အမြဲတမ်းခဏခဏကြားပါတယ်ဒါတချို့ကျောင်းတွေကဒါသင်ကြားတဲ့နည်းစနစ်တွေပတ်ဝန်းကျင်မှာလေ့လာသင်ယူတဲ့နည်းစနစ်တွေကိုမိဘတွေကနားမလည်တော့ဒီဆီယာမကစာမသင်မဲနဲ့ကလေးတွေနဲ့လျှောက်သွားနေတယ်လို့ပြောနေတာမျိုးတွေကျွန်တော်ကြားဖို့ပါတယ်ဒါကြောင့်မိဘတွေကိုဒါမိဘအားလုံးကိုပေါ့ကျောင်းကဖိတ်ခေါ်ပြီးတော့စာသင်နှစ်စမှာပဲဒီကျောင်းရဲ့သင်ကြားမဲ့ဘာသာရပ်တွေသင်ကြားမဲ့နည်းစနစ်တွေစစ်ဆေးမဲ့နည်းစနစ်တွေကျောင်းကဆောင်ရွက်မဲ့လုပ်ငန်းတွေရှင်းပြပေးဖို့ပါဒါဒုတိယနည်းစနစ်ပါတတိယချက်ကတော့အတန်းပိုင်ဆရာမတွေစာသင်ခန်းတစ်ခုမှာကျောင်းသား40ရှိမယ်ဒီကျောင်းသားတွေကမိဘတွေနဲ့အတန်းပိုင်ဆရာမနဲ့ပုံမှန်ဆက်သွယ်ဖို့ပါဒီကျောင်းသားကဒါဖွံ့ဖြိုးတိုးတက်မှုတွေအမြဲတမ်းအစီခံတင်ပြဖို့ကျောင်းသားတွေရဲ့အခက်အခဲရှိရင်လည်းမိဘနဲ့ဒါညှိနှိုင်းဆောင်ရွက်ဖို့ဒါကြောင့်မိဘနဲ့ရပ်ရွာကပါဝင်မှုကိုမြင့်တင်ဖို့အတွက်လည်းအဆိုပြုချင်ပါတယ်ဒီဒုတိယနောက်ဆုံးမှာကျွန်တော်တို့ဒီအသစ်ပြောင်းလဲကျင့်သုံးမဲ့စွမ်းရည်ခြေပြုတဲ့ပညာရေးစနစ်ဒါဒီဘာသာရပ်တွေချိတ်ဆက်သင်ကြားခြင်းကျောင်းသားတွေကိုယ်တိုင်အားထုတ်သင်ယူတဲ့လေ့လာစူးစမ်းတဲ့ဒါစဉ်းစားဆင်ခြင်တဲ့ဒါစစ်ဆေးတဲ့နည်းစနစ်တွေပြောင်းသွားတယ်အဲ့ဒီအတွက်ဒီပထမတစ်နှစ်မှာတော့ဒါနမူနာစမ်းသပ်တဲ့ကျောင်းတွေပေါ့အဲ့ဒါတွေနဲ့အစပြိုးပြီးတော့အဲ့ဒီနမူနာစမ်းသပ်တဲ့ကျောင်းတွေကနေပြီးတော့လက်တွေ့လုပ်ရင်းနဲ့ကျွန်တော်တို့သင်ယူဖို့ပါဒီပြိုင်နဲ့ထက်မှလည်းပဲကျွန်တော်တို့ကဒီဘာသာရပ်နယ်ပယ်အားလုံးကိုသင်နိုင်တဲ့ဆရာဖြစ်ဖို့ပေါ့ဒီမူလာရမှာဆိုရင်လည်းဘာသာစကား၃မျိုးစလုံးတတ်တဲ့ဆရာတွေဖြစ်ဖို့အလယ်တန်းဘာသာရပ်တွေကိုလည်းအားလုံးကျွမ်းကျင်ခြင်းသင်နိုင်ဖို့အထက်တန်းမှာဆိုရင်လည်းဒါသိပ္ပံဆိုရင်လည်းသိပ္ပံဘာသာတွေအားလုံးသင်နိုင်တဲ့ဆရာလူမှုရေးဆိုရင်လည်းလူမှုရေးဘာသာအားလုံးသင်နိုင်တဲ့ဆရာပြီးတော့ဘာသာရပ်တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်နိုင်တဲ့အတတ်ပညာအဲ့ဒါတွေကိုဒါပညာရေးတက္ကသိုလ်တွေပညာရေးကောလိပ်တွေကနေပြင်ဆင်ပေးလိုက်ဖို့အဲ့ဒီအတွက်နမူနာစမ်းသပ်တဲ့ကျောင်းတွေကအတွေ့အကြုံကိုယူနေတဲ့အချိန်မှာပဲဒါပညာရေးတက္ကသိုလ်တွေပညာရေးကောလိပ်ကနေပြီးတော့ပြောင်းလဲကျင့်သုံးမဲ့ပညာရေးစနစ်နဲ့ကိုက်ညီတဲ့ဆရာတက်ပညာတွေပေးဖို့အတွက်လည်းအဆိုပြုချင်ပါတယ်ဒီအောက်ဆုံးအတွက်အဆိုပြုချင်တာကတော့လေကျွန်တော်တို့ဒီတေယုံညွန်းနှန်းအတွက်ဆောင်ရွက်ပေးမဲ့ဒါတေယုံညွန်းနှန်းကော်မတီတွေကိုအဆင့်အသီးသီးမှာအဆင့်အသီးသီးဆိုတာကကျွန်တော်တို့ကျောင်းအဆင့်မှာလည်းဒါကျောင်းအုပ်ချုပ်ရေးကောင်စီရှိမယ်မြို့နယ်အဆင့်မှာလည်းမြို့နယ်ပညာရေးကောင်စီရှိမယ်ပြည်နယ်အဆင့်မှာလည်းပြည်နယ်ပညာရေးကောင်စီရှိမယ်နောက်ဖက်ဒရယ်ပညာရေးကောင်စီရှိမယ်ဒီပညာရေးကောင်စီအစိတ်အသင်းသီးမှာတေယုံညွန်းနှန်းကော်မတီတွေဖွဲ့လိုက်ဖို့ဒါကျောင်းအဆင့်မှာလည်းပဲလိုတယ်ဆရာဆရာမတွေကျောင်းသားတွေလေ့လာဖို့အတွက်လိုအပ်တဲ့အချက်လက်တွေသိပ္ပံဆိုင်ရာလိုအပ်တဲ့အချက်လက်တွေစာအုပ်စာတမ်းတွေဒါသင်ထောက်ကူပစ္စည်းတွေလူမှုရေးဘာသာရပ်ဆိုရင်လည်းလိုအပ်တဲ့အချက်လက်တွေဒီလေ့လာရမယ့်စာအုပ်စာတမ်းတွေစုဆောင်းပေးဖို့အတွက်ကျောင်းအဆင့်မှာလည်းပဲတေယုံညွန်းနှန်းကော်မတီလိုတယ်မြို့နယ်အဆင့်မှာလည်းပဲမြို့နယ်အတွင်းမှာရှိတဲ့ကျောင်းအားလုံးပေါ့ဆရာဆရာမတွေလိုအပ်တဲ့အချက်လက်တွေစာအုပ်စာတမ်းတွေရှာဖွေစုဆောင်းပေးဖို့မြို့နယ်အဆင့်ရှိတဲ့တေယုံညွန်းနှန်းကော်မတီပြည်နယ်အဆင့်မှာလည်းပဲအလားတူပဲပြည်နယ်ရဲ့တေယုံညွန်းနှန်းရေးဆွဲဖို့ပြည်နယ်အတွင်းမှာရှိတဲ့ဒါဒေတာအသီးသီးအကြောင်းတွေမှာအသုံးပြုနိုင်တဲ့စာအုပ်စာတမ်းတွေအချက်လက်တွေရှာဖွေစုဆောင်းပေးဖို့ပြည်နယ်အဆင့်မှာလည်းတေယုံညွန်းနှန်းကော်မတီလိုပါတယ်ဖက်ဒရယ်အဆင့်မှာလည်းပဲလိုအပ်တယ်ဒီဖက်ဒရယ်အဆင့်ကတော့ပြည်နယ်တစ်ခုနဲ့တစ်ခုကြားမှာပညာရေးအရေးသွေးဒါကွာခြားချက်နည်းဖို့အတွက်တေယုံညွန်းနှန်းအညွှန်းပေါင်းရေးဖို့အတွက်လည်းလိုအပ်တယ်အဲ့ဒီပြင်ကိုကျွန်တော်တို့ဒါပြည်နယ်အသီးသီးမှာရှိတဲ့ကျောင်းတွေကျွန်တော်တို့ရဲ့အခုသင်ကြားတဲ့နည်းစနစ်က
မူလတန်းအဆင့်ကတော့သူ့ပြည်နယ်အတွင်းပဲဒါပြည်နယ်အတွင်းမှာရှိတဲ့ပြည်နယ်တရုတ်ညွန်းကော်မတီကပြည်နယ်အတွင်းရဲ့အချက်လက်တွေစုဆောင်းပေးဖို့နောက်ပြည်နယ်အသီးသီးကလိုအပ်တဲ့အချက်လက်တွေကိုဖြည့်ဆည်းပေးဖို့ကဖက်ဒရယ်အဆင့်ရှိတဲ့တရုတ်ညွန်းကော်မတီကနေဆောင်ရွက်ပေးဖို့ပြည်နယ်တွေရဲ့တမိုင်းတွေပထဝီဆိုင်ရာအချက်လက်တွေတမိုင်းဆိုင်ရာအချက်လက်အကြောင်းအရာတွေစုဆောင်းပေးဖို့အတွက်ဒီဖက်ဒရယ်အဆင့်မှာလည်းတရုတ်ညွန်းကော်မတီရှိသင့်တယ်လို့အဆိုပြုပါတယ်ဒါဒီနေ့ကျွန်တော်အဆိုပြုတဲ့ဒီအခြေခံပညာမှာဒီဘာသာရပ်နယ်ပယ်9မျိုးတင်ဖို့အတွက်ဒါအဓိကအဆိုပြုတာဖြစ်ပါတယ်ဒီဘာသာရပ်နယ်ပယ်9မျိုးကိုတင်နိုင်ဖို့အတွက်လည်းကျွန်တော်တို့လက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်နီလန်းများကိုလည်းကျွန်တော်အဆိုပြုခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဆရာဆရာမတို့အနေနဲ့ဒါကျွန်တော်အဆိုပြုတဲ့ချက်တွေကိုစဉ်းစားပြီးတော့ကျွန်တော်တို့ကလေးတွေအဓိကချက်ကတော့ကျွန်တော်တို့ကလေးတွေအခြေခံပညာမှာဒါလိုအပ်တဲ့ဒါသူတို့ရဲ့ဖွံ့ဖြိုးမှုအားလုံးပါဝင်တဲ့အခြေခံပညာကြီးဖြစ်ဖို့အတွက်ဒါဆရာတို့ဆရာမတို့ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ဒီကျွန်တော်ရဲ့ဒါဆွေးနွေးတင်ပြချက်တွေကိုဒါနားထောင်တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်